ပြီပါအခုကျွန်တော်ပြောမဲ့အဖြစ်အပျက်က2019ခုနှစ်ဆောင်းရာသီမှာဖြစ်ခဲ့တာပါအဲ့ဒီအချိန်မှာကျွန်တော်သက်ဆက်နှစ်ပဲရှိသေးပြီးပိုလီယိုရောဂါပြင်းပြင်းထန်ထန်ခံစားနေရပါတယ်အားကောင်းတဲ့ဆေးတွေတောက်နေရလို့ခန္ဓာကိုယ်ကအားနည်းနေပြီးအမြဲလိုမောပန်းနေခဲ့ပါတယ်တညမှာတက်ကောင်ရံ10နာရီမှာဆေးတောက်ရမှာဖြစ်ပေမဲ့ည9နာရီခန့်မှာတော့မအိပ်နိုင်အောင်ပင်ပန်းနှွမ်းနေခဲ့ပါတယ်အမေကကျွန်တော်ကိုအိပ်ယာပေါ်မှာလဲပေးပြီးဆေးတောက်ချိန်ရောက်ရင်နိုးပေးမယ်လို့ပြောခဲ့ပါတယ်အဲ့ဒီညမှာကျွန်တော်တို့မိသားစုကအဖွားအိမ်မှာတဲခိုနေကြတာပါကျွန်တော်ညီအကိုတွေညီမတွေနဲ့ကျွန်တော်ဟာပြတင်းပေါက်ကိုမျက်နှာမူထားတဲ့ကျမ်းပြင်ပေါ်ကယာယီအိပ်ယာတွေမှာအိပ်ကြပါတယ်ပြတင်းပေါက်ကတစ်စိတ်တစ်ပိုင်းပြက်နေပြီးပြက်သွားတဲ့နေရာကိုတစ်သားပြားတစ်ပြားနဲ့ပိတ်ထားပါတယ်အိမ်ကအဟောင်းကြီးတစ်လုံးပါတကားကတော့ကျွန်တော်ခေါင်းသားမှာတည်ရှိနေပါတယ်အဲ့ဒီညမှာကျွန်တော်ညီအကိုတွေအားလုံးကအခြားခန်းတစ်ခန်းမှာရုပ်ရှင်ကြည့်နေကြလို့ကျွန်တော်တယောက်တည်းအိတ်ခန်းထဲမှာရှိနေခဲ့ပါတယ်အဲ့ဒီအချိန်မှာဖုန်းလည်းမရှိသေးတော့အိတ်နေရာမှာလဲပြီးအခန်းထဲကိုမျက်လုံးနဲ့တဖြည်းဖြည်းလိုက်ကြည့်နေခဲ့ပါတယ်အဲ့ဒီအခါကျွန်တော်မတွေ့ကြုံဘူးသေးတဲ့အရာတစ်ခုကိုတွေးရမယ်ဆိုတာမသိခဲ့ပါဘူးကျွန်တော်မျက်လုံးကပြက်နေတဲ့ပြတင်းပေါက်ပေါ်မှာရက်သွားတဲ့အခါတစ်ခုခုထွက်နေတာကိုတွေးလိုက်ရပါတယ်အစမှာတော့တစ်သားပြားရဲ့အစိတ်ပိုင်းတစ်ခုလို့ထင်ခဲ့ပါတယ်ဒါပေမဲ့နီးနီးကပ်ကပ်ကြည့်လိုက်တဲ့အခါမျက်နှာတစ်ခုဖြစ်နေရဲဆိုတာသိလိုက်ရပါတယ်မိန်းကလေးငယ်တယောက်ရဲ့မျက်နှာပါအသားရည်ကဖြူဖြော့နေပြီးမျက်လုံးတွေကအဖြူရောင်တက်တက်ဖြစ်နေပါတယ်မျက်နှာအနက်မှာဒဏ်ရာတွေအများကြီးရှိနေပြီးအခန်းထဲကိုဝင်လာဖို့ကြိုးစားနေတယ်လို့စိတ်ပူလွန်စွာလှုပ်ရှားနေပါတယ်ကျွန်တော်အလွန်ကြောက်သွားပါတယ်မျက်လုံးပိတ်ပြီးတကားကိုလက်လန်းမီဖို့လှည့်လိုက်ချိန်မှာပဲကျွန်တော်ကိုဖုံးထားတဲ့ဆောင်ကိုပြတင်းပေါက်ဖက်ကိုဆွဲထုတ်လိုက်ပါတယ်သူမကကျွန်တော်ကိုပြုံးကြည့်နေခဲ့ပါတယ်ကျွန်တော်အဟစ်လိုက်ပြီးမိသားစုအားလုံးပြေးဝင်လာကြပါတယ်အမေကိုဖတ်ပြီးပြတင်းပေါက်ကိုညွှန်ပြလိုက်ပေမဲ့အားလုံးကဘာမှမရှိဘူးလို့ပြောကြပါတယ်အဖေနဲ့အကိုကတော့ပြတင်းပေါက်နားကိုသွားပြီးစစ်ကြည့်ကြပါတယ်သူတို့ကဘာမှမတွေ့ဘူးလို့ပြောပါတယ်ကျွန်တော်စိတ်ငြိမ်သွားတဲ့နောက်မြင်ခဲ့တာကိုအသေးစိတ်ပြောပြလိုက်ပါတယ်သူတို့ကကျွန်တော်အရန်ဖျားနာနေလို့အမြင်မားဖြစ်တာပဲလို့ပြောကြပါတယ်ဒါပေမဲ့မျက်နှာကအမြင်မားဖြစ်ရင်တောင်ဆောင်းကဘာကြောင့်ရွေ့သွားခဲ့တာလဲဆောင်းကပြတင်းပေါက်ဘေးမှာတကယ်ရောက်နေခဲ့တာကိုမိသားစုအားလုံးမြင်ခဲ့ကြပါတယ်ဒါကြောင့်ဒီနေ့ထိအဲ့ဒါကတကယ်မဟုတ်ဘူးလို့မယုံနိုင်သေးပါဘူး